ဒီမှာဒါနင်တို့နေရမှာခံမယ်ဟဲ့ငါတို့နေရမယ့်အခန်းကိုကြည့်အောင်ခေါင်းကတလုံးနဲ့ဖြစ်နေတယ်ဟောဒီလေမမလေးတယောက်ပဲတိုင်းပြီဆိုတော့တယောက်စားလေးညဘယ်လိုလုပ်ပါလားလဲဟုတ်တော့နေမလေးတိုက်လိုက်တာဟာလေဥတလုံးတစ်ကောင်ချင်းမဟုတ်ဘူးသားနဲ့မယားနဲ့ဒီမှာကိုယ့်ယောက်ျားဒီလိုဖြစ်နေမှာတော့ပြုစုဖို့မိမဖြစ်တဲ့ငါလိုက်လာမှာပေါ့ပါလေငါမလိုက်လာငါယောက်ျားတွေကပြုစုပေးမှာမဟုတ်လို့လားမလေးတော်သေးတာပေါ့ငါလိုက်လာလို့မဟုတ်တော့ဒီလိုမိမရှိတဲ့စီမှာမလေးမသွေးရဲဘူးငါယောက်ျားကိုမောတိုင်ယောက်ျားရလားဟဲ့တမ်းမြိုင်နှစ်ခွက်တော့ဖြောက်ပေးအောင်တစ်ခွက်ကိုရေခဲမထက်နဲ့တစ်ခွက်ကိုအချင်းလေးနည်းနည်းလေးပို့ခဲ့ယောက်ျားကတော့မြန်ယောက်ျားဘာမှအားမငယ်နဲ့နော်အခုလိုဖြစ်နေတာနဲ့လေလုံးဝကောင်းတော့မိမကလေကိုဖိရင်ပြီးစောင့်ရှောက်ပေးမှာဟုတ်ပြီလားနေအောင်ငါအခုလိုမျိုးအသိမ့်မေ့နေတဲ့အချိန်မှာနင်းနဲ့တခါနဲ့အတူတူအိတ်ဖို့အတွက်မဖြစ်နိုင်ဘူးအဲ့တော့နင်းချားခမ်းမှတိုက်အိတ်ပေးပါနော်ဘာဖြစ်လို့လဲယောက်ျားရဲ့ဒီလေနဲ့ဒီမရအတူတူအိတ်တာပဲဘာဖြစ်လို့လဲလို့ကဲငါ့ကိုနားလဲပေးပါငါအခုခေါင်းနဲ့ရမ်းကိုက်နေနားချင်နေပြီသွားတော့အိုးယောက်ျားဘာဖြစ်တာလဲ